မင်းပါသိလို့လေအပိုင်း39မင်္ဂလာပါကိုလူတို့ခုကျွန်တော်ကစာရေးဆရာမင်းသင်္ခရေးသားတဲ့မင်းပါသိလို့လဲဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း39အနေနဲ့ဖတ်ပြတင်ဆက်ပေးခြင်းပါတယ်နားဆင်ခံစားအားပေးကြပါဦးအုတ်ဂူကိစ္စမိုးသီးတို့လင်များသည်မိုးသီးအဖွာ၏အတုပအိမ်တွင်ရက်မလဲမချင်းနေကြရလေ၏မိုးသီးဖခင်ဘက်မှဆွေမျိုးအကြီးကဲများသည်အတုပအိမ်တွင်တွင်ကျဲစွာစကားပြောကြလေ၏၎င်းတို့စကားဝိုင်းသို့မိုးသီးသည်ဝင်ရောက်နားထောင်လေ၏၎င်းတို့ပြောသောစကားများမှာမိုးသီးအဖို့မှတ်သားဖွယ်ရလည်းမကောင်းစိတ်ဝင်စားဖွယ်ရလည်းမကောင်းသဖြင့်မိုးသီးသည်စိတ်ပြက်ရလေတော့၏မိုးသီးအဖွာ၏အကိုကြီးဆိုသူမှာဆွေမျိုးထဲတွင်အသက်အကြီးဆုံးဖြစ်၏သူသည်မြန်မာပြည်တွင်လူဦးရေဘလောက်ရှိသည်ကိုပင်မသိရှာပေ၎င်းပြောသောစကားများတွင်များပြားသောအကြောင်းအရာများ၌ဂတိဂတာဟုထည့်ပြောလေ၏ထိုအချိန်ကမြန်မာပြည်လူဦးရေမှာ16 သန်းသာရှိလေ၏တရုတ်ပြည်ကြီးလူဦးရေမှာတန်း800ရှိ၎င်းအဖိုးကြီးကမိုးသီးစကားကိုလက်မခံနိုင်ပဲအလွန်ဆုံးရှိမှတက္ကရီပေါ့ကွာဟုပြောလေ၏၎င်းပြောသောတက္ကရီမှာ10 သန်းသာရှိခြားသောအဖိုးကြီးတယောက်မှလည်းအိန္ဒိယပြည်နှင့်အင်္ဂလန်ပြည်ကိုခွဲခြား၍မသိရှာပေ၎င်းကတို့ကိုအုပ်ချုပ်ဖို့အိန္ဒိယမိစ္ဆာတွေအိန္ဒိယလာကြတာကွာဟုပြောလေ၏မိုးသီးကအင်္ဂလန်ကလာတာမဟုတ်လားဘာကြီးဟုပြောလိုက်ရာတို့အဖိုးကြီးကမင်းနားမလဲပါဘူးလူကြီးပြောတာနားထောင်စမ်းပါဘဟုတုတဖြစ်အောင်ဝင်မရှုပ်စမ်းပါနဲ့ဟုငေါက်လေ၏ခြားသောအဖိုးကြီးတယောက်ကမူဒီလိုကွာမင်းတို့ကြားဘူးတဲ့ဟစ်တလာဆိုတာစက်ကြာတစ်စိတ်ကိုသုံးတာကွာသူ့ဟာသူဆိုမသုံးတတ်ပါဘူးကွာသူ့အမေနဲ့စက်ကြာမင်းသားနဲ့ကအိမ်အောင်ကြသေးတာကွာဒီကိစ္စကိုလူတိုင်းမသိဘူးသူဟာစက်ကြာမင်းသားရဲ့မယဘာသားကွာဟုပြောသည်ဖြင့်မိုးသီးသည်မအောင်နိုင်ပဲအားကုန်အော်ဟစ်၍ရီလေတော့၏ဒုက္ခဖိုးကြီးတဲခတ်တဲ့ကလေးတွေပဲကိုလည်းဘဟုတုတမရှိဘူးရှိတဲ့လူကြီးကပြောတော့လေသရောတလူလူလှော်တလူလူနဲ့ဟုစိတ်ဆိုးကမိုးသီးရိုက်မောင်းပုံမောင်းလှုပ်၏မိုးသီးမခံပေပါဇက်နဲ့ပြောလက်မပါနဲ့နည်းနည်းလေးလာထိရင်မခံဘူးနော်နှလောင်းမြိုင်ဖြစ်သွားမယ်ဟုကျိန်းလိုက်ရာဘိုးကြီးလည်းငြိမ်၍သွားလေ၏ဘိုးကြီးတူကမူမြတ်စွာဘုရားသခင်အရက်တော်ကိုအတောင်80မြင့်သည်ဟုမျက်စိမှိတ်၍ညင်းလေ၏ဒုက္ခမိုးသီးလမ်းမှာစိုက်ထားတဲ့ဓာတ်တိုင်ထက်တောင်မြင့်နေပြီအဲ့ဒီလိုဆိုရင်စွန်းလောင်းတဲ့လူရဲ့အရက်ကဘယ်လောက်ရှိရမလဲဘာကြီးပြောပါအိန္ဒိယပြည်ရှေးဟောင်းသုတေသနကမြေကြီးကိုတူးဖော်ပြီးထားတာဓာတ်ပုံတွေထဲမှာတွေ့ရတယ်အဲ့ဒီအဆောက်အဦတွေကိုကြည့်ရတာဘာကြီးပြောသလောက်မရှိနိုင်ဘူးဒီလောက်ကြီးမြင့်ကျောင်းနေမှာသတင်းသုံးလို့မရနိုင်ဘူးဘာကြီးဒီစကားကိုဒီမှာပဲပြောပါရှက်စရာကောင်းပါတယ်ဘာကြီးဟုကန့်ကွက်လိုက်လျင်ထို့အဖိုးကြီးသည်ဒေါ်ပွားရဲ့ရှေ့မှရင်နွေးခရားကိုရိုက်ခွဲလိုက်လေတော့၏ထို့ကြောင့်မိုးသီးသည်ကြံသောရင်နွေးချမ်းပကံနှလုံးကိုထပ်မံ၍ရိုက်ခွဲပြလိုက်လေတော့၏လူကြီးပြောတာကိုကောင်းကောင်းနားမထောင်ဆန့်ကျင်ဘက်လိုက်ပြီးပြောနေတယ်မြေမျိုးမဲ့ကောင်လေးဟုပြောလေ၏ထိုအခါမိုးသီးဘာကြီးတို့လို့ပြောလို့မြေမျိုးမဲ့ဆိုရင်အခုမျိုးစမ်းပြဟုပြောလျင်ကြီးတော်ကြီးတူဟက်ကောင်လေးကတော့စမ်းပြန်ပြီးကတော့စမ်းအမလေးတော်ဆွေမျိုးတွေကဆင်လောက်ကြီးတဲ့ဟာကြီးတွေကိုနှံပြေစုပ်ကအာခံတယ်ဟုတ်လားဟုပြောလိုက်လျင်မိုးသီးမကတော့နိုင်ပါဘူးဗျာဟုပြန်၍ပြောလိုက်လျင်မိုးသီးဖခင်ကပြုံးလေ၏သူ၏အပြုံးသည်မိုးသီးထောက်ခံနေသည်လားကန့်ကွက်နေသည်လားမပြောနိုင်ပေထို့နောက်တွင်ကတ
တေဆုံးသူအဖွားကြီးအလောင်းကိုတာမွေတုတ်တန်တွင်ဂူသွင်းရင်ဆုံးဖြတ်ကြလေ၏ထို့ကြောင့်၎င်းအဖိုးကြီးတစုသည်တာမွေတုတ်တန်တို့ဂျစ်ကားတစ်စီးဖြင့်ထွက်သွားကြလေတော့၏ထိုအချိန်၌ဒေါ်ကြီးတူသည်မိုးဒီယာနင်ရလေအိမ်ရှိမှဆွေမျိုးအဖိုးကြီးတွေနဲ့စကားများနေတယ်နင်မိမလည်းနောက်ဖေးမှာဆွေမျိုးအဖွားကြီးတွေနဲ့ရန်ဖြစ်နေတယ်နင်တို့နှစ်ယောက်ကဒီအတုပအိမ်မှာအော်ကြောလန်နေပါပဲဟုပြောလေ၏ထိုအခါမိုးဒီယာဟုတ်တယ်ကျွန်တော်မိမဒီလိုမှဖြစ်ပါမလားလို့စိတ်ပူနေတာအခုလိုကြားရတာဝမ်းသာပါတယ်ဟုပြောလိုက်ရင်ထိုအတော်ကြီးသည်မိုးဒီယာမျက်စောင်းထိုး၍ထိုနေရာမှထသွားလေတော့၏ညမကြမီအချိန်၌တာမွေသင်းချိုင်းသို့အုတ်ကူကိစ္စဖြစ်သွားကြသောအဖိုးကြီးတစုသည်ဂျစ်ကားဖြင့်ပြန်လာကြလေ၏တာမွေသင်းချိုင်း၌အုတ်ကူလုံးရန်နေရာမရဟုသိရလေ၏မိုးသည်အဖိုးသည်မိုးသည်အဖွားနှင့်ကွဲ၍နောက်အိမ်တော်ကျနေသည်ဖြစ်ရာမိုးသည်ဟာခေါ်ခိုင်းလေ၏မိုးသည်လည်းသွား၍ခေါ်ပေးရလေ၏မိုးသည်အဖိုးကလည်းမိုးသည်နှင့်လိုက်ပါခဲ့လေ၏အိမ်မော်သို့ရောက်လျင်မိုးသည်နှင့်စကားများသောဆွေမျိုးအကြီးကဲအဖိုးကြီးများအားပြုံးရွှင်စွာနှုတ်ဆက်လေ၏ဆွေမျိုးအဖိုးကြီးများနှင့်မိုးသည်အဖိုးသည်သမီးရောက်ဖတော်ကြကုန်၏မိုးသည်အဖိုးဟာကြံသောအဖိုးကြီးများကမောင်ပွားကြီးဟုခေါ်ကြကုန်၏မောင်ပွားကြီးတို့ကတော့ဒုတ်တက်တယ်လို့စီမံနေတယ်ကွာဟုဖိုးကြီးတူကပြောလျင်မိုးသည်အဖိုးဦးပွားကြီးကကောင်းပါတယ်အကိုတို့ရာကျွန်တော်ကတော့အပြင်လူဖြစ်နေပြီဆိုတော့ဝင်ပြီးပါလို့တော့မကောင်းပါဘူးအကိုတို့ကြိုက်တယ်လို့စီမံပါဟုပြောလေတော့၏ထိုအခါဖိုးကြီးတူကတို့ကတော့ဒုညမရဲ့အလောင်းကိုတာမွေတုတ်တန်မှာဂူသွင်းဖို့ပဲကွာဒါပေမဲ့တာမွေတုတ်တန်ကူမှာနေရာမရတော့ဘူးအခုပဲတို့ပြန်လာတာဟုပြောလေ၏ထိုအခါမိုးသည်အဖိုးဦးပွားကြီးကဂူသွင်းခြင်းလို့လားဂူသွင်းခြင်းလည်းဖြစ်အောင်လုပ်ပေးပါမယ်ဟုဆိုကာအတုပအိမ်မှဂျစ်ကားကိုတောင်း၍မိုးဒီယာခေါ်ပြီးလျင်ကိုကူဘင်းတပင်းအရိပ်တွင်ကားကိုရပ်ပြီးမြက်ခင်းပြင်ပေါ်တွင်ထိုင်နေ၏ထို့နောက်ပေါက်တူးထမ်း၍လမ်းလျှောက်လာသောတင်းချိုင်းလူသားတို့ဟာဟေးတငယ်မင်းတို့လူကြီးထေးမောင်နဲ့တွေ့ကျင်တယ်ကွာသူ့တငယ်ချင်းကိုပွားကြီးရောက်နေတယ်လို့ပြောပေးပါကွာဟုပြောလေ၏ညမကြမီ၌ထိုတင်းချိုင်းအကြီးကဲကိုထေးမောင်ဆိုသူရောက်လာလေ၏၎င်းကိုထေးမောင်သည်ဖြူစင်တန်ရှင်းသောလူရိုင်းကောင်းတစ်စိပ်ပါသောစွတ်ကျဲဝတ်ထား၏အောက်တွင်လည်းပလေကက်လုံးကြီးအဖြူဝတ်ထား၏နက်ပြာရောင်ဂရီဘာဖနက်စီးထား၏လက်တွင်ရွှေလက်ပတ်ကြိုပတ်ထား၏တိမ်လက်စွပ်ကြီးတကွင်းကိုလည်းစွတ်ထား၏လက်ကြားတွင်မီးရဲအောင်ညှိထားသောမတ်စိန်ညွန့်ဆေးဘောလိပ်ကြီးကိုလည်းညှက်ထားလေ၏ထိုကိုထေးမောင်သည်ဥပွားကြီးကိုမြင်လျင်ကိုပွားကြီးခမရဒီကိုဘာလာလောက်တာလဲကျုပ်ကသေမဒီကိုရောက်လာမယ်ထင်နေတာဟုအပြစ်တင်သောလေသံဖြင့်ပြောလေ၏မင်းစိတ်ဆိုးမယ်ဆိုလဲစိုးစရာပဲကွာငါကလည်းမင်းတို့စီကိုမရောက်တာကြာပြီမရောက်တာလည်းမခင်းလို့မဟုတ်ပါဘူးကွာမင်းကတော့ပြေလေလို့စိန်လက်စွပ်နဲ့ရွှေလက်ပတ်ကျိုးနဲ့တကယ့်ကိုတထေးကြီးပဲနေစမ်းပါအောင်ကွာမင်းမိမကလမနဲ့လည်းတွေ့ကျင်တယ်ကွာဟုပြောလိုက်ရကိုထေးမောင်ကခမရရောက်နေတဲ့ကြားလို့ကျုပ်ကအာရဝမ်းသာဆင်းပြီးပြေးလာတာဗျသူကနောက်ကလိုက်လာလိမ့်မယ်ခမရကိုတတ်ဖို့ဓားရှာနေတယ်ဟုပြောကဟာရည်နေလေ၏ညမကြမီ၌ကိုထေးမောင်၏မိမဖြစ်သူမက်ကလမသည်ပြေး၍လိုက်လာလေထိုအခါဥပွားကြီးကဟဲ့ကလမငါ့ကိုတတ်ဖို့ဓားပါရဲ့လားဟုလှမ်း၍မေးရဓားတော့မပါဘူးဟောဟိုနာကူကအုတ်ကျိုးအုတ်ပဲ့တွေနဲ့ထုပြီးတတ်မယ်ဥပွားကြီးရှင်ရောက်မလာပဲကျုပ်တို့ကိုစွန့်ပစ်ထားတာဘယ်နှစ်ရှိပြီလဲဟုမေးလေ၏ထိုအခါဥပွားကြီးကမှတ်မိပါတယ်ဟဲ့လွန်ငိုတဲ့ဟိုကလေးကိုမွေးပြီးကလေးကငါမရောက်တာဆိုတော့8 နှစ်ရှိပြီပေါ့ဟဲ့ဒါနဲ့နေစမ်းမအောင်နင်တို့ချမ်းသာတာတော့ဟုတ်ပါပြီသားတွေသမီးတွေရောစုံစုံလင်းလင်းရှိရဲ့လားနင်သမီးအကြီးမခွေးမရောဟုအမှတ်တရမေးလိုက်ရ
ကြည်စမ်းကိုထင်းမောင်ဒီလူကြီးကခွေးမအောင်တော့နမည်နဲ့မှတ်မိနေတယ်ခွေးမကလေးမဟုတ်တော့ဘူးယောက်ျားနဲ့လိုက်သွားပြီအဲ့ဒီယောက်ျားနဲ့ကွဲပြီးအိမ်ပြန်ရောက်လာတယ်တခုလက်ပေါ့ရှင်ဆယ်တန်းပြန်တက်မယ်ဆိုလို့သင်္ကန်းကျွန်းကညချောင်းကျူရှင်မှာအပ်လိုက်တယ်ညချောင်းသွားရင်းနဲ့သင်္ကန်းကျွန်းလိုင်းကကားစပယ်ယာလေးနဲ့ညှိလို့အဲ့ဒီကောင်လေးနဲ့ပေးစားလိုက်ရတယ်မင်္ဂလာဆောင်ကိုဒီမှာပဲကျင်းပလိုက်တယ်လေအခုတော့ကလေးနှစ်ယောက်ရနေပြီအဲ့ဒီကလေးနှစ်ယောက်ကိုသူ့အဖိုးကိုထေးမောင်ကထိန်းလိုက်ရတာအမောပဲဟုပလုပလောင်းပြောလေ၏ထို့နောက်ကိုထေးမောင်ကကဲနေစမ်းပါအောင်ကိုပွားကြီးခမရလိုင်းကိစ္စပြောပါအောင်မေးရမိုးဒီအဖိုးဥပွားကြီးကငါမိမကြီးဆုံးသွားပြီကွာအဲ့ဒါကိုသူ့ဆွေမျိုးတွေကဂူသွင်းနေတယ်မင်းတို့စီမှာနေရမရဘူးဆိုလို့အကြက်တွေ့နေတယ်အဲ့ဒါလေးကူညီပါအောင်ကွာဟုအကူညီတောင်းရ၎င်းကိုထေးမောင်ကကြပါတယ်ဗျာကျုပ်စီမံပေးပါမယ်ဟောဟိုနာကမြင်းဂျော်ကီတွေရဲ့အုပ်ကူတွေရှိတယ်အဲ့ဒီနေရာကုန်းကလေးဗျာ66တွေ့လည်းရှိတယ်နေရတယ်မဟုတ်ဘူးကိုပွားကြီးအုပ်ကူကိုပါကျုပ်ပတ်စံနဲ့ကျုပ်လှုပ်ပေးလိုက်မယ်ခမရပါရောပြီးသေးချင်းသေးလိုက်အောင်အုပ်ကူတစ်လုံးအပူလှုပ်ပေးထားမယ်ဟုပြောကရီမောလီတော့ဤထို့နောက်မိုးဒီနှင့်ဥပွားကြီးသည်အတုပအိမ်သို့ပြန်လာကြ၏အတုပအိမ်မော်တွင်ဘိုးကြီးများသည်ထုံးစံအတိုင်းလေပေါ်နေကြ၏ထိုဝိုင်းထဲတွင်ဆွေမျိုးဦးစင်းတစ်ပါးလည်းရောက်နေပြီဖြစ်၏ထိုဦးစင်းလည်းကျမ်းမြင်ကိုလက်ဝါးဖြင့်တဘုံဘုံဖြင့်ပုတ်ကအမေရိကန်မိတ်ဆဒိဋ္ဌိတွေကလာပေါ်တက်မလို့ကြွေးကြော်နေပြန်ပါပြီဘလို့လို့ဖြစ်နိုင်မှလဲဗျဖယားလောင်တွေတောင်လာပေါ်တက်တယ်လို့စားထဲမှာမတွေ့ဘူးသူတို့ကဘလို့လို့တက်နိုင်မှလဲဟုပြောလေ၏ထိုအခါမိုးဒီကအမေရိကန်လာပေါ်ရောက်မရောက်တော့မသိဘူးအဖွားကြီးရဲ့အုပ်ကူနေရာကတော့အဖိုးရဲ့မိတ်ဆွေအကူညီနဲ့ရလာခဲ့ပြီဟုဝင့်ဝင့်ဝါဝါလေတံဖြစ်ပြောလေ၏ကျန်အဖိုးကြီးများကတအံ့တော်မေးမြန်းကြလေ၏မိုးဒီအဖိုးဥပွားကြီးကလည်းအဲ့ဒီမှာလူကြီးလုံနေတဲ့လူကကျွန်တော်မိတ်ဆွေဗျသူကကူညီလိုက်တာပါဟုပြောပြီးလေမိုးဒီဘက်သို့လှည့်ကဓမ္မမိုးဒီလောကမှာမပေါင်းတိုက်တဲ့လူမရှိဘူးနော်မိတ်ဆွေပေါ်များခြင်းကလည်းကောင်းတဲ့အရေးချင်းတရက်ပဲကွာမှတ်ထားဟုပြောလိုက်လေတော့တည်းဟုတ်ကဲ့ပါစာရေးဆရာမင်းသိန်ခရေးသားတဲ့မင်းပါတိလို့လဲဆိုတဲ့ဝတ္ထုစာအုပ်ကိုအပိုင်း39အနေနဲ့ကျွန်တော်ຫນွေလင်းဟန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်နောက်လာမယ့်အပိုင်းတွေကိုဆက်လက်ဆောင်မျှော်ရင်နားဆင်အားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြည့်ကြပါစေကျေးဇူးတင်ပါတယ်